အားလုံးပဲမင်္ဂလာပါဒီကနေ့အရန်ကောင်းတဲ့ပညာရှင်တယောက်ရဲ့စကားစုတစ်ခုလေးကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့လူအများစုဟာကိုတယောက်တည်းနေရပြီဆိုရင်ကိုယ့်ရဲ့အနေအနာမှာတစုံတယောက်ကလေးမှမရှိဘူးဆိုရင်မျော်လင့်တက်ကြတဲ့အကျင့်ကလေးတွေရှိကြတယ်ဥပမာမိဘဖြစ်တဲ့သူကသားသမီးကိုမျှော်နေတာမျိုးသားသမီးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းမိဘကိုမျှော်နေတာမျိုးဒါမှမဟုတ်ရင်စကားပြောဖို့တယောက်ယောက်ကိုမျှော်ပြီးတော့နေနေတာမျိုးပေါ့အဲ့ဒီလိုစကားပြောဖို့တွေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုမျှော်နေကြတဲ့သူတွေအားလုံးဟာဘဝမှာတကယ်ပျော်ရွှင်စရာဖြစ်နေပြီလားဆိုတဲ့အတွေ့အကြုံလေးတစ်ခုကိုမျှဝေပေးထားခြင်းပါဘယ်လိုလဲဆိုတော့ you may feel lonely sometimes and want to talk to someone လူတွေဟာတဲ့တယောက်တည်းနေရတာပြင်းပြီဆိုရင်အထီးကျန်တယ်လို့ဖြစ်လာပြီဆိုရင်တဲ့စကားပြောဖို့အဖော်တယောက်ယောက်ကိုမျှော်လင့်တက်ကြစမြဲပဲတဲ့In 1 hour of conversation, the other person may poison you with a lot of toxin. ဒါပေမဲ့စဉ်းစားကြည့်လိုက်ပါတဲ့ကိုမျော်လင့်နေတဲ့တစုံတစ်ယောက်နဲ့စကားပြောလို့အချိန်တစ်နိုင်လောက်လေးကြာသွားတယ်ဆိုရင်ဆက်ပြီးတော့မပြောချင်တော့အဲ့ဒီကိုမျော်လင့်နေတဲ့သူကလည်းတခါတည်းမရက်မနာပဲနဲ့တရဆက်စကားတွေများပြောနေလိုက်မယ်ဆိုရင်သူ့ရဲ့စကားတွေကကိုယ့်အတွက်အစိတ်အတော့တပွဲတော်မှမြင်ကောင်းမြင်သွားနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့နားတွေအရင်ညီးသွားနိုင်လို့ပေါ့နော်။ဒါကြောင့် you may ingest a lot of anger which you will express later on ဒါကြောင့်မလို့အဲ့လိုမျိုးကိုယ့်ရဲ့စိတ်ထဲမှာမကြေမနက်စရာတွေပြန်ပြီးပေါ်လာပြန်တော့လည်းပဲသူများအရန်စကားများနေတာကိုနားထောင်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာမလိုအပ်တဲ့ဒေါသတွေကိုပြန်ပြီးတော့မျိုးချလာရပြန်တယ်။ဒါကြောင့် that's why mindful consumption is very important. When you listen to the news, when you read newspaper article, when you discuss something with others, are you interested in the same kind of toxin that you ingest when you eat and mindfully ဒါကြောင့်ကိုမျိုးချလိုက်ရတဲ့ကိုယ့်ရဲ့မလိုအပ်တဲ့ဒေါသတွေသူများရဲ့စကားတွေရဲ့အစိတ်ကိုဘယ်လိုနည်းနဲ့ခြေဖြတ်ရမှာလဲဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့တတိတရားလေးတွေနဲ့စောစောကအစိတ်ဖြစ်စေတဲ့အစာမျိုးတွေကိုမစားဘဲနဲ့တတိရှိစေတဲ့အစာလေးတွေကိုပြန်ပြီးတော့ထိမ့်သိမ်းပြီးတော့စားတော့ဖို့အသိအရေးကြီးတယ်တဲ့တခါတလေတဲ့ကိုကဖုန်းနေကြည့်လို့မလိုလားအပ်တဲ့အစိတ်ဖြစ်စေရတဲ့နေဖတ်မိမယ်ကိုစောစောကမျောလင့်နေတဲ့သူနဲ့စကားပြောပြီးတော့လည်းပဲသူ့စီကလာတဲ့အစိတ်တော့ဖြစ်စေရစကားတွေကိုကြားနေခြင်းကနေအဲ့ဒီဖြစ်ပေါ်လာတဲ့ဒေါသကိုမျိုးချရနေမဲ့အတူတူတဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့တတိတရားလေးကိုထားပြီးတော့တတိမဲ့ဆိုမနေဘဲနဲ့အေးအေးချမ်းချမ်းလေးဖြစ်အောင်နောက်ဆုံးတယောက်တည်းဖြစ်အောင်နေသားကြအောင်နေတတ်ဖို့တိတ်အရေးကြီးတယ်လို့ဒီလိုဆိုလိုထားခြင်းဖြစ်ပါတယ်အဲ့ဒီတော့ဒီကနေ့ဖတ်လိုက်ရတဲ့စာပိုက်လေးဟာအလုံးသောသူတော်ကောင်းတွေအတွက်အရန်ကိုပဲအကျိုးရှိစေမယ်ဆိုတာယုံကြည်ပါတယ်မလိုအပ်တဲ့အစိတ်တောက်ဖြစ်စေတဲ့ဒေါသတွေကိုမမျိုးချပဲနဲ့တတိတရားကြီးစွာနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကဖြစ်ပေါ်လာတဲ့အရာတွေကိုလက်ခံနိုင်စွမ်းရှိအောင်ကြီးမားတဲ့တတိတရားတွေထားပြီးတော့ဘဝကိုအေးချမ်းစွာ
နေနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ